မဖြစ်မနေဖတ်ကြည့်ဖို့တိုက်တွန်းခြင်းနဲ့စာအုပ်တအုပ်ဆိုလို့ရှိရင်တော့အိုဘားမားရဲ့ A Promised Land ပေါ့နော်ဘာသာပြန်ကတော့ဆရာဦးရင်းငင်းကဒုက္ခဘုံဆိုတဲ့နာမည်နဲ့ဘာသာပြန်ထားတာရှိပါတယ်ကျွန်မလည်းအဲ့ဘာသာပြန်ကိုဖတ်တာပေါ့နော်အဲ့တော့ဒီအိုဘားမားနဲ့ပတ်သက်ရင်တော့ကျွန်မကအိုဘားမားရဲ့ big fan ပေါ့နော်အဲ့တော့အရင်2015မတိုင်ခင်ရော2015အပြီးရွေးကောက်ပွဲအပြီးမှာရောကျွန်မတို့ဆိုတာတဲ့ကျွန်မကဒီအိုဘားမားရဲ့ weekend tour နဲ့တော်တော်များများပြောခဲ့တယ်။ဟောပြောပွဲတော်တော်များများကိုလည်း weekend tour ဆိုတဲ့ခေါင်းစဉ်လေးပြောခဲ့တယ်။အိုဘားမားရဲ့စကားကိုကြိုက်လို့ပေါ့နော်။အဲ့တော့ဘာကိုကြိုက်တာလဲဆိုရင်အိုဘားမားကသူ့ရဲ့ဒီရွေးကောက်ပွဲမဲဆွယ်တော့ကလည်းသူက weekend tour နဲ့ပဲမဲဆွယ်ခဲ့တယ်။ဒီအမေရိကန်ကိုသူပုံဖော်တဲ့အခါမှာသူ့တယောက်တည်းစွမ်းအားနဲ့မဟုတ်ဘဲနဲ့အားလုံးအတူတူဝိုင်းပြီးတော့ပုံဖော်မယ်ငါတို့လုံနိုင်တယ်ဆိုတော့ဟိုစကားလေးနဲ့ပေါ့နော်သူကအဲ့လိုမျိုးပြောခဲ့တာကျွန်မအဲ့တော့သဘောကျတယ်အဲ့တော့ဒီ weekend tour လို့ပြောလိုက်တဲ့အခုပဲခေါင်းထဲမှာဘာဝင်လာလဲဆိုရင်ကျမတို့ကတိုင်းပြည်ကိုတိဆောက်ဖို့ဆိုရင်အားလုံးအတူတူတိဆောက်မှရတယ်ဒါပေမဲ့တိုင်းပြည်ကိုဖြစ်စီဖို့ဆိုလို့ရှိရင်တော့တယောက်နဲ့လေလုံလောက်တယ်ဆိုတဲ့ခေါင်းစဉ်အတွေ့လေးဝင်လာတယ်ပေါ့နော်ဒါကတော့ by the way ပေါ့အဲ့တော့ပြောချင်တာကစာအုပ်အကြောင်းမှာအိုဘားမားရေးထားတဲ့စာအုပ်ကလေးပေါ့အဲ့တော့ဒီစာအုပ်တုံလုံးကအရှိကြီးပဲအများကြီးပဲစိတ်ဝင်စားစရာကောင်းပါလေအများကြီးပါတယ်အဲ့တဲကမှဒီနောက်ဆုံးအခန်းလေးကိုကျွန်မကပြောပြသွားမယ်။ဘာကြောင့်လို့ဒီနောက်ဆုံးအခန်းလေးရွေးတာလဲဆိုရင်တော့နံပါတ်1ချက်ကကျွန်မအကြိုက်ဆုံးမို့လို့ရွေးတာနံပါတ်2ချက်ကအခုလက်ရှိလောလောလတ်လတ်ဗင်နီဇွဲလားသမ္မတကိုဖမ်းသွားတယ်ဆိုတော့သတင်းတွေကလောလောလတ်လတ်ဖြစ်နေတော့အဲ့ဒါလေးကြောင့်ဒီနှစ်ချက်ကြောင့်ဒီအခန်းလေးကိုပြောပြမယ်လို့ဒီစာအုပ်ကလေးကိုရွေးချင်းဖြစ်တယ်အဲ့တော့ဒီစာအုပ်ရဲ့နောက်ဆုံးခန်းကဘာလဲဆိုရင်တော့အလုံးသိကြတယ်အိုစမာဘင်လာတင်ကိုအမေရိကန်ကဘယ်လိုဖမ်းတယ်လဲဆိုတဲ့ဟာလေးကိုအသေးစိတ်ရေးပြသွားတာတကယ်ကိုဖတ်ရတာအရင်သဘောကျတယ်အဲ့တော့ဘာလို့သဘောကျရလဲဆိုတော့အဲ့ဒီတုန်းကဒီ2001မှာဒီစက်တင်ဘာ9ပေါ့နော်အလုံးသိကြတယ်ဒီနယူးယောက်က World Trade Center ရုံဝင်တိုက်တဲ့ဖြစ်ရပေါ့နော်အဲ့တော့ခါလူတွေအပေါ်ကနေပြုတ်ကြတာတွေနော်အဲ့ဟာကြီးကိုဒီမျောစင်ကြီးတောင်ကြီးကိုတင်ရင်ပြန်နဲ့ဝင်တိုက်သွားတာတွေအဲ့ဒါလေးကိုအကုန်လုံးမြင်နေရတာကိုကျွန်တော်တို့ကိုယ်တိုင်လည်းမြင်ဘူးတယ်အဲ့ဒါကို10နှစ်အကြာမှာအမေရိကန်ဟာလက်တုံ့ပြန်နိုင်ခဲ့တယ်တရားမျှတမှုကိုရယူနိုင်ခဲ့တယ်ပေါ့နော်အဲ့ဖြစ်ရကြီးရဲ့အဓိကတောင်းရှိသူပေါ့အိုစမာဘင်လာတင်ကိုဖမ်းနိုင်ခဲ့တယ်ပေါ့နော်အဲ့အကြောင်းလေးကိုရေးထားတာဆိုတော့ကိုလည်းသိတဲ့အကြောင်းအရာဖြစ်နေတာဆိုတော့လေစိတ်ဝင်စားဖို့အရန်ကောင်းပြီးတော့ဖတ်လို့လည်းအရန်ကောင်းတယ်ဒါကြောင့်မို့တတိရှာဖတ်ကြည့်စေချင်တယ်အဲ့တော့အဲ့အခန်းလေးကိုတော့နည်းနည်းပြောပြမယ်ပေါ့နော်အဲ့တော့ဒီဟာကိုဒီတိုက်ပင်ဖမ်းမယ်ဆိုတဲ့အချိန်မှာသူကအဓိကတောင်းရှိသူပေါ့အိုဘားမားကအဓိကတောင်းရှိသူဖြစ်တဲ့အတွက်သူကအမိန့်ပေးရတာပေါ့အဲ့တော့အဲ့လိုအမိန့်မပေးခင်မှာအများကြီးပေါ့အစည်းအဝေးတွေထိုင်ရတယ်ပေါ့ဒါပေမဲ့ final decision ကတော့သူပေါ့နော်အဲ့တော့သူကအမိန့်မပေးခင်အခြေအနေအမိန့်ပေးပြီးတော့ဖြစ်လာတဲ့အခြေအနေတကယ်မိတ်ချင်စတဲ့အခြေအနေဆုံးတဲ့အခြေအနေကိုသူကအသေးစိတ်ရေးပြထားတာလေအရန်ကိုဖတ်လို့ကောင်းတယ်အဲ့တော့ဒီအရှိကြီးမဟုတ်ပဲပေါ့နော်ဒါကိုနားလဲလောက်တဲ့အထိအတူချုပ်ပြောရရင်တော့မတိုင်ခင်အခြေအနေပေါ့ဒီဟာကိုအမိန့်မပေးခင်အခြေအနေမှာသူ့ရဲ့စိတ်လှုပ်ရှားမှုတွေပေါ့အဲ့တော့တချို့အငင်းပွားကြတယ်ပေါ့နော်ဝင်တိုက်မလားပြစ်လိုက်မလားပေါ့နော်ဒုံးကျည်နဲ့ပြစ်လိုက်မလားဝင်စီးမလားပေါ့ဆိုတော့တော်တော်များများကဝင်စီးတာကိုသဘောမကျဘူးအဝေးကနေပဲလှမ်းပစ်ချင်တယ်ပေါ့နော်ဒါပေမဲ့သူကတော့ဝင်စီးတာကိုရွေးတယ်ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးဒုံးကျည်နဲ့ပဲဖြစ်ပစ်ချလိုက်လို့ရှိရင်မဆိုင်တဲ့သူတွေလည်းပါနိုင်တယ်ပေါ့နော်တရက်ခန့်တယောက်တည်းမဟုတ်ပဲဘေးပတ်ဝန်းကျင်မှာရှိတဲ့အဆောက်အုံတွေဒါအကုန်လုံးမဆိုင်တဲ့သူတွေပါထိခိုက်နိုင်တယ်ဆိုတော့အတွေးမျိုးပေါ့သူကတော့အဲ့လိုမဟုတ်ဘဲနဲ့ဝင်စည်းရဲ့ကိစ္စပဲပေါ့လက်ရဖမ်းတဲ့ကိစ္စကိုပဲသူကအဆုံးဖြတ်လိုက်တယ်နောက်ဆုံးမှသူ့ရဲ့ဆုံးဖြတ်ချက်တိုင်းနဲ့သွားတယ်ပေါ့နော်အဲ့ဒါကိုဥဆောင်တာက McGravin ဆိုတဲ့Navy Sea က McGravin ကဒီ mission ကိုဥဆောင်တယ်ပေါ့အဲ့တော့သူကအမိန့်ပေးလိုက်တဲ့အချိန်မှာသူ့တောင်းကပြီးသွားပြီကျန်တဲ့ကိစ္စကို McGravin ဆက်လုပ်ပေါ့နော်သူပြောတဲ့အရှိကိုတော့ကျွန်မဆက်မပြောတော့ဘူးသူတို့ mission ဘယ်လိုလုပ်လဲဆိုတာလေးကိုပဲဆက်ပြောမယ်အဲ့တော့သူတို့သွားကြတယ်သူတို့သွားကြတယ်ရဟင်းနှစ်စီးနဲ့သွားကြတယ်ပေါ့သွားကြတဲ့အချိန်မှာအဲ့ဒီပါကစ္စတန်ကို
မြေဝင်ကြီးတရောပေါ့နော်အဲ့ချိန်မှာသူတို့ရောက်သွားတယ်ဟိုလာတာတဲ့အချိန်ကိုလည်းသူတို့ရွေးတယ်ပေါ့အဲ့မှာဘာဖြစ်လဲဆိုတော့အဲ့ဒီ mixing လုပ်တဲ့အချိန်မှာအိုဘားမားဘာလုပ်နေရတယ်လဲဆိုတာလေးကိုတစ်ချက်ပြောဖို့မယ်။ तू ကဘာလုပ်နေရတယ်လဲဆိုတော့အဲ့ဒီကိစ္စကို तू ကသူ့တယောက်တည်းပဲသိတာ။ तू နဲ့ဟိုသိရသူနည်းနည်းလေးပဲရှိတယ်။အကုန်လုံးဘယ်သူမှမသိကြဘူး။တခြားထူးသမဒီတခြားပုဂ္ဂိုလ်အကြီးအကဲတွေအများကြီးရှိတယ်။တနိုင်ငံလုံးပေါ့နော်။ तू နဲ့သူအပါဝင်သိတဲ့လူကနည်းနည်းလေးပဲရှိတယ်။အဲ့တော့ဒီလျှို့ဝှက်ချက်ကြီးကို तू ကထိန်းထားရတယ်။ထိန်းထားတဲ့အချိန်မှာ तू ကအိမ်ထဲမှာထိုင်နေရတာမဟုတ်ဘူး။အခန်းအနားတွေတက်နေရတယ်။မိန်ကုန်းတွေပြောနေရတယ်။ဒါပေမဲ့သူ့စိတ်ကတော့အဲ့ကိုပဲရောက်နေတာပေါ့။ဒီ mission ကြီးကိုပဲစိတ်ကအာရုံရောက်နေအဲ့အချိန်မှာဖြစ်ချင်တော့ဘာလုပ်ရလဲဆိုတော့သတင်းထောက်တွေကိုဧည့်ခံရတယ်ညစာစားပွဲရှိတယ်။ तू ကအဲ့ညစာစားပွဲကိုလုံးဝစိတ်မပေါဘူး။ဟိုမှာ mission ကလုပ်နေပြီလေ။ဒါပေမဲ့ဒီအခန်းအနားမှာလဲ तू အဲ့ဒီအကြောင်းသိရတဲ့လူက तू တယောက်တည်းပဲရှိတယ်။သူပြောတာလေးကိုသဘောကျတယ်။ तू ကပြုံးကိုပြုံးထားရမယ်ဒီအခန်းသားမှာပေါ့နော်။လူတွေမရိပ်မိအောင်ပေါ့ဒီမရှင်ကြီးကိုအဲ့ဒါလေးကိုသဘောကျတယ်ပေါ့နော်။ကျမတို့တွေတခါအဲ့လိုပဲပေါ့နော်။ကိုယ်စိတ်ထဲမှာအရေးကြီးကိစ္စတစ်ခုရှိနေပြီမဲ့မဖြစ်မနေတာဝန်အရာလုပ်လိုက်ရတဲ့အချိန်မှာကျန်တာကိုမေ့ထားပြီးတော့လူရှိမှအဲ့လိုမျိုးသေယုပ်ဆောင်ရတဲ့အရာရှိတာပေါ့နော်။ဒါမျိုးတွေပေါ့။ तू ကလည်းဒါလေးကိုပြောပြရေးပြထားတယ်ပေါ့အဲ့ချိန်မှာညစာစားပွဲအခမ်းအနားရဲ့အကြောင်းကတော့ထားလိုက်ပါတော့နော်ပုံမှန်ညစာစားပွဲလိုပဲပေါ့ဒါပေမဲ့အဲ့ तू ကဘာလုပ်လဲဆိုတော့ညစာစားပွဲသူများတွေလုံနေတန်းလိုက်နေမက်ဂရာဘီကိုဖုံးခိုးဆက်တာနော်အဲ့ညစာစားပွဲမှာလူလစ်တဲ့အချိန်ကအဲ့ဒါလေးတအားသဘောကျတယ်လူသားဆန်တယ်ပေါ့နော်ပြောရမယ်ဆိုရင်ကျမတို့ဖုံးခိုးဆက်ပြီးတော့ဘာပြောလဲဆိုတော့ဒီစီအဖွဲ့ဝင်တွေအကုန်လုံးကိုဘလောက်တန်ဖိုးထားတယ်ကိုဘလောက်လေးစားတယ်ဆိုတာပြောပြပေးပါတဲ့မှားတာပေါ့လူကြီးခေါင်းဆောင်တယောက်ရဲ့သမရတယောက်ရဲ့စကားပေါ့မက်ဂရာဘင်ကလည်းစစ်ချပါသမရကြီးကျွန်တော်သူတို့ကိုပြောပြပေးပါမယ်သူကနှစ်ခါထပ်ပြောတယ်နော်မင်းကိုအခုဖုန်းဆက်တာဒီကိုယ့်ရဲ့စိတ်ခံစားမှုဒီဒီ Navy Sea တစ်ဖွဲ့လုံးအပေါ်မှာသူဘလောက်အလေးထားတယ်ဆိုတာလေးကိုပြောသိစေချင်လို့ပေါ့နော်စိတ်ခွန်အားပေးတာပေါ့နော်နောက်ဆုံးချိန်လေးဒါစိတ်ခွန်အားပေးတယ်လို့ပြောရမှာအဲ့တော့ဒီအခမ်းအနားပြီးသွားတယ်ဘယ်သူမှမရှင်းမိလိုက်ဘူးသတင်းထောက်တွေကလည်းဒီပါကစ္စတန်အကြောင်းကိုစိတ်ပုံရင်စားချအောင်ပေါ့နော်ဒီပွဲထဲမှာပဲဟိုဖြစ်တော့အိမ်ညတော့အောင်ဝင်နေပြီးသွားတာပေါ့နောက်တစ်နေ့မိုးလင်းတဲ့အခါကျတော့အိမ်ကြီးတော့တကယ် mission လုပ်တဲ့နေ့ပေါ့အဲ့အချိန်မှာသူ့ရဲ့စိတ်လှုပ်ရှားတဲ့တစ်ချက်ကလေးကိုသဘောကျလို့အဲ့လို mission လုပ်နေတဲ့အချိန်မှာဒီမှောင်တဲ့အချိန်ကိုသူစောင့်ရတယ်စောင့်နေတဲ့အချိန်မှာဘာလုပ်ကြမလဲပေါ့စာအုပ်ကိုကောက်ကင်နေစာအုပ်တော့ကိုကောက်ဖတ်တယ်မရဘူးစိတ်ကအဲ့စာတစ်စောင်းမှပဲထက်ကတလဲလဲဖြစ်နေစိတ်ခံစားမှုရဲ့အနေနဲ့အတက်အကျလေးကိုအကုန်လုံးကိုရေးသွားတာပေါ့ပြီးရခါကျတော့ဖဲကစားတယ်ခေါင်းရိုက်တယ်ပေါ့အကုန်လုပ်တယ်နောက်ဆုံးမှာသူတို့တွေကျွန်တော်တို့လည်းမြင်ရပါတယ်ဒီ mission လုပ်နေတာကိုဒီအိုဘားမားအစိုးရတစ်ဖွဲ့လုံးကထိုင်ကြည့်နေတာပေါ့နော်ဒီဒုမြေတန်ကြားဖက်နားပြန်ရတယ်အဲ့တော့ဆိုကြပါဆိုရဲ့အဲ့ဒီတူတူပြောရလို့ရှင်တော့အဲ့ mission ကိုလုပ်ကြတယ်ပေါ့အဲ့ mission လုပ်တဲ့အခါမှာတစ်ချက်ကလေးပေါ့ဒီရဟရင်တစီပြတ်ကျသွားတဲ့ဖြစ်ရက်ကလေးလည်းဖြစ်သွားတယ်အဲ့ဒီအချိန်မှာ तू ဘာဖြစ်သွားလဲဆိုခေါင်းထဲကိုလျှက်စစ်တက်တွေစီးဝင်လာတော့ပဲသွားပြီအဲ့ဒါမျိုးကိုလည်းခံစားမှုတယ်လေနော်အားလုံးအပီးတိုင်များဆုံးရှုံးသွားတော့မလားဆိုတဲ့အစိတ်ပေါ့နော်အဲ့လိုမျိုးလေတစ်ချက်ဖြစ်သွားသေးတယ်အဲ့ဒီအချိန်မှာမက်ဂရာဘင်ကဖုန်းဆက်တယ်စိတ်မပူပါနဲ့ကျွန်တော်တို့အနေမရှိပါဘူးပေါ့နော်ဒီကိစ္စဘာမှဖြစ်ပါဘူးလို့ပေါ့ပါပဲပြောတော့သူတို့စိတ်ရေးသွားကြတယ်နောက်ဆုံးမှာသူတို့ဟို mission အောင်သွားတယ်ပေါ့နော်နိုင်သွားတယ်ပေါ့အဲ့အချိန်ကြာတော့မှသူတို့တွေအကုန်လုံးကတပ်ပြင်းချနိုင်တယ်ဒါပေမဲ့တပ်ပြင်းချနိုင်တယ်ဆိုပေမဲ့ဒီသူတို့တွေကဒီအမေရိကန်ကိုပြန်မရောက်မချင်းပါကစ္စတန်မြေပေါ်မှာပဲရှိနေတဲ့အချိန်မှာတော့ဟိုစိတ်ကိုထုံထုံချလို့မရသေးဘူးပေါ့နော်အဲ့အချိန်မှာသူတို့တွေဘင်လာဒင်ကိုအသေးဖမ်းနိုင်ခဲ့တယ်ပေါ့အသေးဖမ်းနိုင်တယ်ပြီးရခါကျတော့ဒီဟာကိုဘယ်လောက်ထိခြံထားမလဲเนาะ तू ကချက်ချင်း तू ကမထုတ်ပြန်ခြင်းသေးဘူးဒါပေမဲ့အဲ့ရဟန်ရင်တစီပြက်ကြတဲ့အချိန်မှာလေ line ပေါ်တက်သွားပြီเนาะအဲ့တော့ဒီကိစ္စကိုကြာဖုံးထားလို့တော့မရတော့ဘူးပေါ့เนาะအဲ့တော့အဲ့အချိန်မှာသဘောကျစရာတခုရှိသေးတယ်အဲ့တော့မက်ဂရာဘင်ကလည်း DNA ကိုစစ်ချင်တယ် DNA စစ်တာက2နာရီကြာsorry 2ရက်ကြာမယ်ပေါ့ဒါပေမဲ့2ရက်ထိတော့ဘယ်သူမှထိန်းထားလို့မရနိုင်တော့ဘူးပေါ့เนาะဒီကိစ္စကိုအဲ့တော့ဒါပေမဲ့တေချာတာကတော့ဘင်နာဒင်တေချာတယ်သူတို့ရှင်းလင်းခဲ့တာအဲ့တော့ဘင်နာဒင်ရဲ့အလောင်းကိုဟိုအိတ်အရှိန်နဲ့ဟိုလို့ထည့်ထားတယ်ပေါ့ပြီးတော့သူတို့ကဘာလုပ်လဲဆိုတော့ဟို TV ကနေစစ်ကြည့်တယ်ဖန်သားပြင်ကနေပြီးတော့မျက်နှာစစ်တယ် DNA ကလွယ်ပြီးကျန်တာအကုန်စစ်တယ်ပေါ့နောက်ဆုံးသူတို့ကဘာလုပ်လဲဆိုတော့ဒီ
အရက်6ပေကျော်တဲ့စစ်သားသူတို့ Navy SEAL တွေကအရက်6ပေကျော်တဲ့စစ်သား2ယောက်ကိုတဲ့အလောင်းနဲ့ရှင်ပြီးတော့အိတ်ပြီးတော့အရက်တိုင်းနေပေါ့နော်အဲ့ဒီအကြောင်းကိုအိုဘားမားကိုဖုံးဆက်တဲ့အခါမှာအဲ့လိုကျွန်တော်တို့လုတ်ခဲ့တယ်ဆိုတော့အိုဘားမားရည်ရယ်ပေါ့နော်ရည်ပြီးတော့ဟာတဲ့ငါကောင်လေးတွေတော်တော်လုံနေပါလားမင်းတို့ကွာတဲ့ပေချိုးလေးတောင်ယူမသွားဘူးပေါ့နော်အဲ့လိုနောက်လိုက်သေးတယ်တဲ့အဲ့ပထမဆုံးရည်တာပေါ့နော်အဲ့ရီမောခွင့်ရတယ်ပေါ့ဒီစိတ်ကတစ်ချိန်လုံးတင်းထားတဲ့အချိန်မှာဒါပထမဆုံးရည်လိုက်ရည်မိတဲ့အခန်းလေးပေါ့ပြီးသွားတဲ့ခါကျတော့ထုံးစံအတိုင်းပေါ့သူလှုပ်ရုပ်စင်နေဆက်လုပ်တယ်နောက်သူတို့ပြန်လာတယ်ဒီဘက်ကဒီအမေရိကန်ပိုင်းနဲ့ကိုရောက်တော့မှပဲသူတို့တွေကစိတ်အေးသွားတယ်အဲ့ဒီအချိန်မှာဒုသမရကလည်းသူ့ပခုံးလေးကိုကန်ပြီးတော့ congratulations boss ပေါ့နော်အဲ့လိုမျိုးပြောတယ်ပေါ့သူကလည်းတော်တော်လေးပျော်သွားတယ်ပေါ့နော်ပြီးတော့အမေရိကန်ပြည်သူလည်းတအားပျော်တယ်ပေါ့အဲ့ဒီမှာဘာပြောချင်တာလဲဆိုတော့လေအိုဘားမားရဲ့ဘယ်လိုခေါ်မလဲစာရေးတဲ့ရေးသားလေးပေါ့နော်အဲ့ဒါလေးကိုတအားသဘောကျတာပေါ့ချက်ကော့ပြောတယ်လို့ပဲတနက်ကိုချိတ်ထားရင်အဲ့တနက်ကိုတစ်ချိန်မှာထုတ်ပြရတယ်ဆိုတာဒါဝတ္ထုရေးတဲ့သူတွေတော်တော်များသိပါတယ်ပေါ့အဲ့အချက်ကလေးတစ်ချက်ကိုဘယ်လိုသွားတွေ့လဲဆိုတော့အဲ့အလောင်းကိုတိုင်းစရာပေကျိုးကပါမသွားဘူးလေအဲ့အချက်ကလေးတစ်ချက်ပေါ့အဲ့ဒါတမင်ထည့်ရေးထားတာလဲဖြစ်မယ်တကယ်လဲဟုတ်လို့ပေါ့နော်အဲ့တော့အဲ့အခန်းလေးကဘာမှသွားအဆုံးသတ်လဲဆိုတော့အဲ့ဒီသူတို့ရဲ့ Navy SEAL တစ်ဖွဲ့လုံးကကိုဂုံပြူတဲ့ညစာစားပွဲလုပ်တယ်ပေါ့နော်ပြီးတော့အဲ့အခမ်းအနားအားလုံးပြီးသွားတဲ့အခါမှာအဲ့လိုအခမ်းအနားလုပ်တဲ့အခါအိုဘားမားကဘာလုပ်လဲဆိုတော့ကြေးပြားပေါ်မှာတဲ့ကတ်ထားတဲ့ပေကျိုးတစ်ချောင်းကိုတဲ့အဲ့ဒီ background ကိုလက်ဆောင်ပေးရတယ်အဲ့ဒါတော့အရန်သဘောကျတယ်ပေါ့နော်ရက်တအရန်ပါတယ်ပေါ့ဒီ mixing တွေလုပ်နေတယ်တိုက်နေခိုင်နေတဲ့ဂျားတွေကလူသားဆန်တဲ့စိတ်ကလေးပေါ့နော်အလေးထားတဲ့စိတ်ကလေးပေါ့အသေးအဖွဲလေးတွေအစားအလေးထားတယ်ဆိုတော့အချက်ကလေးကိုပေါ့နော်အဲ့ဒါလေးကတော်တော်လေးတော့သဘောကျဖို့ကောင်းတယ်အဲ့ပွဲမှာတဲ့ပေကျိုးလေးကိုလက်ဆောင်ပေးတယ်ပေါ့သူတို့ပေကျိုးပါတော့ပါမသွားဘူးပေါ့နော်ဟိုမှာတိုင်းတဲ့အခါမှာအဲ့ဒါလေးတော့တော်တော်သဘောကျတယ်ပေါ့အဲ့တော့ဖတ်ကြည့်တဲ့အခါကျလို့ရှိရင်တော့အသေးစိတ်ပိုသိမှာပေါ့နော်အဲ့ဒါကြောင့်လည်းဖတ်ကြည့်စေချင်တာအဲ့တော့သူတို့ American တနိုင်ငံလုံးကအဲ့ဒီလိုမျိုးဒီဘင်လာဒင်ကိုတုတ်တင်နိုင်တဲ့အတွက်တအားပျော်တယ်10နှစ်အကြာမှာသူတို့ရဲ့ဟိုစကလုံးတိုင်းပြောရလို့ရှိရင်တော့တရားမျှတမှုအပြန်ယူနိုင်ခဲ့တယ်ပေါ့နော်သူတို့လှုပ်သွားတဲ့လူကိုအမေရိကန်လက်တံတော်တော်ရှိရပေါ့နော်10နှစ်ကြာလဲသူကလက်တုံပြန်နိုင်တယ်ဆိုတော့မိုတီလည်းတော်တော်ရပါတယ်ကျမတို့တွေလည်းမိုတီရတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ဒီWorld Trade Center အတိုက်ခံရတာအမေရိကန်သမိုင်းမှာဒါတော်တော်ကြီးဆိုးတဲ့ဖြစ်ရကြီးလေအဲ့တော့အဲ့ဖြစ်ရကြီးအတွက်သူတို့တိုင်းပြည်ပြည်သားတွေကကျင်နေသွားတယ်အဲ့လိုလုပ်နိုင်ခဲ့တယ်လုပ်ပေးနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့အခန်းလေးကိုရေးထားတာဒါကြောင့်မလို့အဲ့ဒီစာအုပ်ရဲ့ရှေ့ပိုင်းတွေကတော့အများကြီးပေါ့သူရဲ့မိသားစုဘဝတွေဖြတ်သန်းမှုတွေမဲဆွယ်စည်းရုံးတာတွေအခန်းတွေအများကြီးဖတ်ချင်ရင်လေကိုယ့်အတွက်တော်တော်လေးစိတ်ဝင်စားစရာကောင်းတာတွေပါတယ်အဓိကကတော့သူ့အမေပေါ့သူ့အမေဒီသမဏတယောက်ဖြစ်လာဖို့အတွက်အမေတယောက်ရဲ့အခန်းကဏ္ဍအမေတယောက်ရဲ့ parenting ဘယ်လိုလဲအဲ့ဒါလည်းမြင်ရလိမ့်မယ်เนาะကျွန်မကဒီမှာမပြောတော့ဘူးဖတ်ကြည့်စေချင်တော့เนาะသူ့အမေကသူ့ကိုဘယ်လိုပြောထောင်ခဲ့လဲဆိုတာတွေနောက်ပြီးတော့သူအမေရိကန်အပေါ်မှာသူဘာတွေလုပ်ပေးခဲ့တယ်လဲဆိုတာတွေတကယ်စိတ်ဝင်စားဖို့ကောင်းတယ်ဒါကြောင့်မလို့ဒီစာအုပ်ကလေးကိုတော့သေချာလေးကိုဖတ်ကြည့်စေချင်တယ်အခုဒါပြောသွားတာနောက်ဆုံးဟိုအပိုင်းလေးပေါ့နော်ဘင်လာဒင်ကိုဘယ်လိုဖမ်းသွားတယ်လဲဆိုတဲ့အပိုင်းတွေကိုဒါပြောပြသွားတာဒါကြောင့်မို့လို့ဒီ A Promised Land လေးဆရာဦးငိမ့်ဘာသာပြန်တဲ့ဒီဒုက္ခပုံလေးကိုတော့တည်တည်ချာလေးဟိုအားမယ်ဆိုရင်ပေါ့နော်ဖတ်ကြည့်စေချင်တယ်ကျွန်မကအကုန်လုံးအပြည့်အစုံမပြောတာကလေဟိုပေါ့သွားမှာဆိုလို့เนาะဖတ်ကြည့်ကိုတကယ်ဖတ်ကြည့်ရင်လည်းတကယ်ခံစားလို့ဟိုကောင်းတဲ့စာအုပ်တအုပ်မို့လို့ဒီဟာလေးကိုတော့ဖတ်ကြည့်ဖို့တိုက်တွန်းတာပါနောက်အလင်းသိရင်တော့လည်းရှေ့ပိုင်းကအခန်းလေးပေါ့နော်ရှေ့ပိုင်းအခန်းလေးကိုလည်းဒါပြောသွားအောင်ပါပေါ့နော်ဒီနေ့ကတော့ဒီစာအုပ်ကလေးကိုဖတ်ကြည့်ဖို့ဟိုတိုက်တွန်းတဲ့အကြောင်းလေးပဲရိုက်ထားတာပါကျေးဇူးအများကြီးတင်ပါတယ်နောက်ရက်တင်မှလည်းနောက်စာအုပ်အကြောင်းလေးပြောပြသွားမယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်